Okay အဲ့ဒါဆိုလို့ရှိရင် Vera တို့အနေနဲ့ unit 23ကိုပြန်ပြီးတော့လေ့လာကြမယ်ဒီမှာတော့တစ်ခါတလေပေါ့နော်ဒီစာသားတွေဝါနေရမျိုးဖြစ်တတ်တယ်ကိုယ့်ရဲ့ PDF file ကိုဖွင့်ပြီးတော့ကြည့်လို့ရတယ်လို့စာအုပ်ဝယ်ပြီးတော့လည်းလေ့လာလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ Vera တို့ unit 1 to 22မှာလေ့လာခဲ့တယ် verb to be တို့ verb to have တို့ verb to do တို့ကိုပြန်ပြီးတော့လေ့လာရမှာပေါ့နော်ဒီ verb to be verb to have verb to do ကို present နဲ့ past tenses တွေမှာဘယ်လိုမျိုးတုံးရမလဲပေါ့verb to be မှာဘာတွေပါတာလဲအမြစ်စာ was ဝယ်အဲ့ဒါတွေနဲ့ဘာနဲ့တွဲတုံးလို့ရမလဲနှစ်ခုနဲ့တွဲတုံးလို့ရတယ် verb ထဲမှာဆိုရင် verb ရင်းကြီးနဲ့ verb 3 verb ရင်းကြီးနဲ့တုံးတဲ့ပုံစံ continuous form တွေ present continuous ဆိုရင် am is are verb ရင်းကြီး past continuous ဆိုရင် was were verb ရင်းကြီး present continuous ကတော့အခုလက်ရှိစကားပြောနေတဲ့အချိန်အခုလက်ရှိရဲ့အချိန်ဒီမှာဖြစ်နေစေလုပ်နေစေပေါ့ past continuous ကတော့အတိတ်တစ်ချိန်ချိန်မှာလုပ်နေခဲ့တဲ့ဖြစ်နေခဲ့တဲ့အရာတွေကိုပြောတယ်ပေါ့နော်passive verb to be plus verb 3ဆိုလို့ရှိရင်သူက passive form လို့ခေါ်တယ် passive ရဲ့ present simple မှာ am is are verb 3 passive ရဲ့မှာ past simple မှာ was were plus verb 3 okay ပြုလုပ်ခံရတဲ့သူရှေ့ဆုံးမှာထားတဲ့ subject ကိုအတိအကျမသိတဲ့အခါမျိုးတွေမှာ passive form ကိုတုံးတယ်ပေါ့နော်အဲဆိုလို့ရှိရင် please be quiet ကျေးဇူးပြုပြီးတိတ်တိတ်နေပေးပါ I'm walking အခုအလုပ်လုပ်နေတယ်တဲ့ it isn't raining at the moment အခုမိုးမရွာပါဘူးတဲ့ what are you doing this evening ဒီညနေဘာလုပ်မှာလဲ I was walking when she arrived သူရောက်လာခဲ့တော့ငါအလုပ်လုပ်နေခဲ့တာတဲ့ it wasn't raining so we didn't need an umbrella မိုးမရွာခဲ့ပါဘူးအဲဒါကြောင့်ငါတို့ထီးမလို့ခဲ့ဘူးတဲ့ what were you doing at 3 o'clock 3နာရီတော့ဘာလုပ်နေခဲ့တာလဲတဲ့အဲ့တော့ဒီစမစနရီဆက်ကြည့်မယ် I'm never invited to parties ပါတီတွေကိုဘယ်တော့မှဖိတ်ခေါ်ခြင်းမခံခဲ့ရပါဘူးပြုလုပ်ခံရတဲ့သူကိုရှေ့ဆုံးမှာထားပြီးတော့တိစောက်ထားတဲ့ sentence တွေ Butter is made from milk ထောပတ်ကိုနွားနုကနေပြုလုပ်ပါတယ် These offices aren't clean every day ဒီရုံခန်းတွေနေ့တိုင်းတန့်ရှင်းရေးမလုပ်ဖြစ်ပါဘူးတဲ့ The office was clean yesterday မနေ့ကရုံခန်းကိုတန့်ရှင်းရေးလုပ်ခဲ့တယ်ပေါ့ These houses were built 100 years ago သူအနည်းများတော့ကြည့်ပေးရမှာပေါ့နော် subject အနည်းများ How was the window broken ပတင်းပေါက်ဘယ်လိုမျိုးဒီပျက်စီးသွားတာလဲပေါ့ Where were you born ပမာမွေးဖွားခဲ့တာလဲဆိုတော့ပြုလုပ်ခံရတယ် object ကိုဒီ subject နေရာမှာတုံးပြီးတော့တိစောက်ထားတဲ့ sentence ပုံစံတွေ verb 2 be နဲ့တွဲတုံးလို့ရတဲ့ verb နှစ်ခုရှိရဲ့ verb ရင်းကြီးနဲ့ verb 3အဲ့ဆိုလို့ရှိရင် verb to have နဲ့တွဲတုံးလို့ရတဲ့ verb က verb 3တခုတည်းပဲရှိမယ် present perfect form မှာ I've cleaned my room အခုအခန်းတန့်ရှင်းပြီးသွားပြီငါရဲ့အခန်းတန့်ရှင်းသွားပြီ Thomas lost his passport passport ပျောက်သွားခဲ့တယ်ဆိုတော့အခုသူ့မှာ passport မရှိဘူးရှာမတွေ့ဘူးဆိုတဲ့အဓိပ္ပာယ် Kate hasn't been to Canada Kate Canada ကိုမရောက်ဖူးပါဘူး Where have Paul and Emma gone Emma နဲ့ Paul ဘယ်သွားလိုက်တာလဲဘယ်မှာလဲဆိုတာကိုမေးတာ verb to do နဲ့ infinitive verb 1နဲ့ပဲတွေ့တုံးရမယ် do does ကို present simple ရဲ့ negative နဲ့ question မှာတုံးတယ် did ကို past simple ရဲ့ negative နဲ့ questions မှာတုံးတယ်အဲ့တော့ do does ကို present simple ရဲ့ negative နဲ့ question မှာတုံးတယ် did ကို past simple ရဲ့ negative နဲ့ question မှာတုံးတယ် verb to do does did တုံးခုလုံးက infinitive verb 1ဘာမှပြောင်းလဲထားခြင်းမရှိရင်ငကိုမူရင်း verb နဲ့ပဲတွေ့တုံးတယ် I like coffee ကြိုက်တယ်တဲ့ but I don't like tea လက်ဖက်ရည်တော့မကြိုက်ပါဘူးတဲ့ Chris doesn't go out very often Chris ပုံမှန်အပြင်တိတ်မသွားပါဘူး What do you usually do at weekends ပုံမှန်အပြင်ဒီအားလည်းရက်ပေါ့နော်စနေနေ့တွေအားလည်းရက်တွေဘာတွေလုပ်ဖြစ်လဲပေါ့ Does Sam live alone Sam တယောက်တည်းနေရလားတဲ့ I didn't watch TV yesterday မနေ့က TV မကြည့်ခဲ့ဘူးတဲ့ It didn't rain last week လခဲ့တဲ့ဘက်ကမိုးမရွာခဲ့ဘူး What time did Paul and Emma go out ဒါကတော့ do does did နဲ့ infinitive verb နဲ့ပဲတွေ့တုံးရမှာပေါ့နော်အဲ့ဒီဆိုလို့ရှိရင်သူက verb to be နဲ့ အမြစ်စာ was were နဲ့ present continuous ပုံစံ verb ရင်းကြီးနဲ့တွေ့တုံးလို့ရတယ် verb 3 passive ပုံစံမှာတုံးလို့ရတယ် has have verb to have ကတော့ verb 3တခုနဲ့ပဲတွေ့တုံးမယ် present perfect form မှာတုံးတယ် do does did verb to do ကတော့ infinitive verb 1ပုံစံနဲ့တုံးတယ် present simple negative နဲ့ question မှာ do does ကိုတုံးပြီးတော့ past simple ရဲ့ negative နဲ့ question မှာ did ကိုအတုံးပြုရတယ်ပေါ့နော်အဲ့ဒါတွေကိုတိတိကျကျလေးရအောင်လုပ်ထားဖို့လိုအပ်တယ် exercise တွေအကုန်လုံးလေ့ကျင့်ဖို့လည်းလိုအပ်တယ်ပေါ့နော်တခုခုမေးစရာရှိလို့ရှိရင်လည်း comment မှာမေးထားလို့ရပါတယ် Thank you for your time and have a good day Thank you